大家好，欢迎来到我的频道。အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့ HSK ကို1-2ပြီးထားပေမဲ့တရုတ်စကားပြောမတွက်သေးတဲ့သူတွေအတွက်အလွယ်ကူဆုံးနဲ့အမြန်ဆုံးတရုတ်စကားပြောတတ်ဖို့အတွက်ဒီဗီဒီယိုမှာဆက်ပြီးပြောပြသွားပါမယ်။ဒီနေ့ရဲ့ဗီဒီယိုမှာကကြတော့တားဆိုတဲ့စလုံးကိုအသုံးပြုပြီးတော့မတူတဲ့ဝါဟာရစလုံးတွေကိုလောက်ရှင်းနဲ့အတူလေ့လာကြည့်ကြရအောင်။ပထမဆုံးတစ်ခုက打电话打电话ကဖုန်းခေါ်ဆိုတာကိုပြောတာဥပမာကြည့်ကြည့်လိုက်ရအောင်我给妈妈打电话ကျမအမေကိုဖုန်းခေါ်တယ်我给妈妈打电话ကျွန်တော်ကအမေကိုဖုန်းခေါ်ဆိုနေတယ်他正在打电话သူကဖုန်းခေါ်ဆိုနေတယ်他正在打电话သူကဖုန်းခေါ်နေတယ်ဒုတိယစလုံးကကြတော့打开ကကြတော့ဖွင့်တာကိုပြောတာ他打开电脑သူကွန်ပျူတာကိုဖွင့်လိုက်တယ်他打开电脑သူကွန်ပျူတာကိုဖွင့်လိုက်တယ်请打开门请打开门တကားဖွင့်ပေးပါဦးလို့ပြောတာ请打开门ကျေးဇူးပြုပြီးတော့တကားဖွင့်ပေးပါဦးနောက်တစ်လုံးကကြတော့打车ကကြတော့တက်စီငါးဒီကားငါးတာကိုပြောတာ他打车回家သူတက်စီစီးပြီးတော့အိမ်ပြန်တယ်他打车回家သူကားငါးပြီးတော့အိမ်ပြန်တယ်我们打车去学校ကျမတို့တက်စီစီးပြီးတော့ကျောင်းသွားတယ်我们打车去学校ကျမတို့ကတက်စီငါးပြီးတော့ကျောင်းသွားတယ်နောက်တစ်ခုကကြတော့打篮球 basketball ကစားသည်我喜欢打篮球ကျမ basketball ဆိုရတာကြိုက်တယ်我喜欢打篮球ကျမ basketball ဆိုရတာကိုနှစ်သက်ပါတယ်နောက်ဆုံးနောက်တစ်ခုဆက်ကြည့်ရအောင်打工ကအလုပ်လုပ်တာကိုပြောတာအလုပ်သမားအနေနဲ့အလုပ်လုပ်တာကိုပြောတာ他在中国打工သူတရုတ်ပြည်မှာအလုပ်လုပ်နေတယ်他在中国打工သူတရုတ်ပြည်မှာနေပြီးတော့အလုပ်လုပ်နေတယ်我周末打工ကျမပိတ်ရက်တွေမှာအလုပ်လုပ်နေတယ်我周末打工ကျမပိတ်ရက်တွေမှာအလုပ်လုပ်နေတယ်打算စီစဉ်သည်打算စီစဉ်သည်你打算做什么您ဘာလို့ဖို့စဉ်းစားထားလဲ你打算做什么您ဘာလို့ဖို့အစီအစဉ်ရှိလဲ我打算学习汉语ကျမတရုတ်စာလေ့လာမယ်လို့စီစဉ်ထားတာ我打算学习汉语ကျမတရုတ်စာလေ့လာဖို့စီစဉ်ထားတာ打针ဆေးထိုးသည်打针ဆေးထိုးသည်医生给我打针ဆရာဝန်ကကျမကိုဆေးထိုးပေးတယ်医生给我打针ဆရာဝန်ကကျမကိုဆေးထိုးပေးတယ်小孩怕打针ကလေးတွေကဆေးထိုးရတာကိုကြောက်ကြတယ်小孩怕打针ကလေးတွေကဆေးထိုးရမှာကိုကြောက်ကြတယ်打折 discount ချတယ်打折 discount这件衣服打折了ဒီအင်ဂျီကဈေးချထားတယ်这件衣服打折了ဒီအင်ဂျီကဈေးချထားပေးတယ်商店今天打折ဆိုင်မှာဒီနေ့လျှော့ဈေးရှိရယ်商店今天打折ဆိုင်မှာဒီနေ့ discount ရှိပါတယ်ဒီနေ့ရဲ့ဗီဒီယိုကတော့ဒီလောက်ပါပဲတကယ်လို့ဒီဗီဒီယိုကတင့်အတွက်အကျိုးတစုံတရာရှိတယ်ဆိုရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ပါဦးရှင်谢谢大家再见下期视频